မင်္ဂလာပါရှင်ဒုက္ခစာပေရဲ့ audio recording အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ຫນွေပါဒီနေ့မှာຫນွေကစာရေးဆရာခန့်ညီဖေရေးသားထားတဲ့ပြန်သွားရင်ချက်မထားနဲ့ဆိုတဲ့ပုထုတိုလေးကိုဖတ်ပြချင်ပါတယ်ဆက်လန်းလေးမစတင်မီဒုက္ခစာပေ channel လေးကိုနောက်ဒီဘဲလေးနှိပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ပြန်သွားရင်ချက်မထားနဲ့ဘိုးထွန်းရဲ့ပြည်တော်ဝင်ရွာအပြန်ခရီးဟာတိတ်တဆိတ်တော့မဟုတ်ပေဘူးလမ်းမကြီးပေါ်ကနေတပြေကုန်းရွာဘက်ကိုချိုးကွေးတဲ့ရွာအဝင်မြေလမ်းရောက်ကလေးကဘိုးထွန်းပြန်လာတဲ့တဲ့တင်ဟာတပြေကုန်းရွာစီမှာတော်မီလို့ပြက်နေကြပြီလေဘိုးထွန်းကတော့သတုံးတုံးမောင်းလာတဲ့ထော်လာကြီးထိတ်ဦးမှာမမက်ကြီးထိုင်လိုက်လာပုံကအောင်ပွဲနဲ့အတူပြန်လာတဲ့စစ်တင်နာပရိကြီးရဲ့ဟန်ပန်မျိုးနဲ့ပဲရွာဦးအဝင်ကလေးကအိမ်ရှိတွေထွက်ပြီးစိတ်ဝင်စားစောက်ကြည့်နေကြတယ်။တပီကုန်းရွာသားတွေရှေ့ကနေဘိုးထွန်းရဲ့ထော်လာကြီးကတဝုံဝုံဖြတ်မောင်းလာတယ်။မြင်သမျှလူတိုင်းအလုံးကိုလက်တပြပြနှုတ်ဆက်ရင်ပြုံးနေတဲ့ဘိုးထွန်းမျက်နှာကြီးတော့တပီကုန်းရွာသားတွေစိတ်ဝင်စားကြဘူး။ဘိုးထွန်းထော်လာကြီးနောက်မှာမိုးကအပြာကြီးအုပ်ပြီးပါလာတဲ့ပစ္စည်းတွေကိုသာဘာတွေများဖြစ်မလဲဆိုပြီးစိတ်ဝင်စားကြလို့ထော်လာကြီးနောက်ကနေမတိမတာလိုက်လာကြတဲ့လူတန်းကြီးကတဖြည်းဖြည်းနဲ့များလာလိုက်တာအလူပွဲလက်သလားအောင်းမရတယ်။တပြေကုန်းရွာကနေ9နှစ်နီးပါးထွက်သွားတဲ့ဘိုးထွန်းရဲ့ရွာအပြန်တင်းဟာတခဏချင်းပြန့်သွားပြီးရွာအနောက်ဖြားနာကဘိုးထွန်းအိမ်ဝိုင်းနားလေးမှာကြိုဆောင်နေကြတဲ့ရွာသားတွေကလည်းမနေမနှောပါပဲ။ဘိုးထွန်းရဲ့ဒေါ်လာကြီးကသူ့အိမ်ဝိုင်းလေးရှေ့ရောက်လာတော့ကြိုဆောင်နေသူတွေနဲ့နောက်ကလိုက်လာသူတွေကြားမှာဘိုးထွန်းဟာမနေအောက်ဆင်းယူရတယ်။ရွာသားတွေကလည်းဘိုးထွန်းဒေါ်လာကြီးနောက်မှာမိုးကအပြာကြီးအုပ်ပြီးပါလာတဲ့ပစ္စည်းတွေကိုသိချင်မြင်ချင်နေကြပြီးဝိုင်းအောင်နေကြတာလမ်းဘေးမျက်လှည့်ဝိုင်းအလားပဲရွာသားတွေရဲ့စိတ်ထဲမှာလည်းမြို့တက်ပြီးသူကောင်းပြုတ်ခံလာရတဲ့သူတို့တပြေကုန်းရွာသားတယောက်ဥစ္စာပစ္စည်းတွေတပုံတပင်နဲ့ရွာကိုပြန်လာတာကဂုံယူစရာလားဆက်စုစရာလားဆိုတာကိုမွေခွဲနိုင်တဲ့တွေးဟတွေနဲ့အပြည့်ပေါ့ဘိုးထွန်းကလည်းအောက်နိုင်သူအပြုံးမျိုးနဲ့ရွာသားတွေကိုအော်ဟစ်နှုတ်ဆက်ပြီးသူ့ထော်လာကြီးပေါ်ကနေမနေတိုးဝေဆင်းလာခဲ့ရတယ်။ရွာသားတွေရဲ့မျက်လုံးအစုံတွေကလည်းထော်လာကြီးနောက်ကဖွေးလိုက်တော့မဲ့မိုးကအပြာကြီးစီကနေလွှဲမရကြဘူး။မျက်တောင်ခတ်ဖို့အသက်ရှူဖို့တောင်များမင့်နေကြသလားမသိ။ဒီတစ်ချိန်ဘိုးထွန်းရွာအပြန်ကိုတပြေကုန်းရွာသားတွေစိတ်ဝင်စားကြပေမဲ့ဘိုးအရင်တစ်ခေါက်ရွာအပြန်တုန်းကကြဘသူကမှတိတ်အရေးမလုပ်ခဲ့ကြဘူး။တပြေကုန်းရွာသားဘိုးထွန်းဟာ10နှစ်ကျော်လောက်ရွာကနေထွက်သွားပြီးပထမဆုံးအကြိမ်ရွာကိုပြန်လာခဲ့ဘူးတဲ့။အဲ့ဒီအခါဘိုးထွန်းပြန်လာတော့ကတော့ဘာမှပါမလာပဲလူကြီးပြန်လာခဲ့တာမပါတဲ့ဘဝများတော့ရွာကလမ်းလျှောက်ထွက်သွားခဲ့တဲ့သူ့ခြေထောက်နှစ်ဖက်မှာတော့ခြေတစ်ဖက်ကပြန်ပါမလာတော့ဘူးတပြေကုန်းရွာသားတွေကလည်းဘီယူနာသက်စုတ်သက်ယုံကလွယ်ပြီးဘာမှအထွေအထူးစိတ်ဝင်စားမနေကြတော့ပါဘူးဘိုးထွန်းဆိုတဲ့အမိကိုထုံးမောင်လို့ပြောင်းလိုက်ရတာရဲ့ငွေစအနှဲငယ်နဲ့ရွာမှာပဲပြန်အခြေချနေတော့မဲ့ဒုက္ခိတလူတစ်ယောက်ရဲ့အဖြစ်ရဲ့လောက်ပဲသိစရာရှိတော့စိတ်ဝင်စားစရာဘယ်ကောင်းကြမှာလဲဒီလိုနဲ့ရွာအနောက်ဖျားကအိမ်ဝိုင်းလေးမှာဘိုးထွန်းပြန်လာနေပြီး3နှစ်4လအကြာမှာဘိုးထွန်းတပြေကုန်းရွာကနေဒုတိယပြီးပြန်ထွက်သွားပြန်တယ်အဲ့ဒီဒုတိယအကြိမ်ပြန်ထွက်သွားစဉ်ကတည်းကဘိုးထွန်းအကြောင်းကိုတပြေကုန်းရွာသားတွေအကြားပြောစရာစိတ်ဝင်စားစရာအကြောင်းတစ်ခုဖြစ်နေတော့တာကအခုနောက်တစ်ခေါက်ရွာကိုပြန်လာတဲ့အထိပါပဲဘိုးထွန်းကိုမြို့ကသူ့ဆရာဟောင်းတယောက်ကလှမ်းခေါ်လို့ရွာကနေဒုတိယအကြိမ်ပြန်ထွက်သွားရတာလို့သတင်းကြားကြတယ်။လှမ်းခေါ်တဲ့ဘိုးထွန်းရဲ့ဆရာဟောင်းတယောက်ကဝန်ကြီးဖြစ်တာလို့ဒုဝန်ကြီးဖြစ်တာလို့ညွန်ချုပ်ကြီးပဲဖြစ်တာလို့နဲ့တပြေကုန်းရွာသားတွေဘယ်သူမှလည်းရေရေရမသိကြဘူး။ယာဒူးအခေါ်အဝေါ်တွေလည်းသူတို့မှနားမလဲကြတာကိုသူတို့သိရတဲ့လောက်ကတော့ဘိုးထွန်းရဲ့ဆရာဟောင်းတယောက်ကမြို့ကြီးစီမှာအစိုးရမင်းကြီးမစတာတယောက်ဖြစ်နေတယ်ဆိုတာလောက်ပဲသိကြတော့တင်ချင်းမြင့်ကြီးကောလာဟာလာတွေကြားမှာဘိုးထွန်းဒုတိယအကြိမ်ရွာကပြန်ထွက်သွားတာဟာစိတ်ဝင်စားအသင်ပြောရမယ့်သတင်းဖြစ်နေခဲ့ကြတာပေါ့ဘိုးထွန်းတယောက်သူ့ဆရာရဲ့လူကောင်းပြုခံရပြီးဘလို့တွေကြီးပွားနေမယ်ယာဒူးအာနာတွေဘလို့ရှိနေမယ်ဆိုတာဘယ်သူမှမသိကြတော့စိတ်မန်းနဲ့ပဲထင်ရမြင်ရတွေမှန်းဆပြောဆိုနေကြရတာဟောအခုဘိုးထွန်းရွာပြန်လာပြီသူတို့မသိတာတွေသိကြရတော့မှာမို့ဒီလောက်တော့အုံဖြစ်နေတာစမ်းတော့တိတ်မဆန်းပါဘူးလေ
အမြဲဝတ်နေကြတိုက်ပုံအင်ကြီးအဖြူကိုချွတ်ထားပြီးပစိုးကခက်တူဝတ်ထားတဲ့သူ့ဆရာကိုကြည့်ပြီးဘိုးထွန်းတယောက်အရန်အံ့ဩနေမိတယ်။ဘိုးအရင်တုန်းကအလုပ်တွေရှုပ်ပြီးကားပေါ်အတက်အစင်လောက်သာဖြက်ခနဲဖြိုးခနဲမြင်ရတတ်တဲ့သူ့ဆရာတယောက်အခုတလောအိမ်မှာမကြတွေ့နေရတော့စမ်းတလို့ဖြစ်နေတာ။တိုက်ပုံအဖြူနဲ့ပိုးပစိုးနဲ့သာအမြဲပြင်ဖူးလေးရှိတော့အခုလိုပုံစံကအမြင်တစ်မျိုးစမ်းတလို့ဖြစ်နေတယ်လို့ဘိုးထွန်းသွေးနေမိတာ။ဘို့တော်ကတော့ပန်းပင်တွေရေလောင်းနေရင်ကားပေါ်ကသူ့ဆရာကိုခက်ဝဝေးကသာမြင်ရလေးရှိပေမဲ့အခုတလုံးမှာအနီးကပ်မြင်နေရတော့ဘို့ထွန်းမှာခက်ရွတ်ပဲပြီးတော့သူ့ဆရာမျက်နှာကလည်းတုံမုံနဲ့စိတ်တိုင်းမကြတဲ့ပုံဆိုတော့အင်ကြီးပေါ်မှာတူခိုင်းတာတွေအနီးကပ်လှုပ်ပေးနေရရင်ဘို့ထွန်းလည်းလက်နေတော့တယ်လေဘို့ထွန်းရဲ့ပုံမှန်အလုပ်ကတစ်ပင်ပန်းပင်မျက်ခင်းတွေရေလောင်းပေါင်းတင်ပြုတ်ပြင်ရတဲ့အလုပ်ပေမဲ့အခုရက်ပိုင်းအဲ့ဒီအလုပ်တွေလုပ်စရာမလိုတော့ဘူးသူ့ဆရာကအင်ကြီးပေါ်ခေါ်ပြီးတခြားလုပ်သမားတွေအလုပ်လုပ်နေကြတဲ့နေရာမှာဝိုင်းကူဆောက်ချက်ပေးဖို့မှားထားလို့အိမ်မကြီးပေါ်ရောက်နေရတာဆရာနဲ့အနီးကပ်မနေဘူးစကားလည်းမပြောဘူးတော့ဘိုးထွန်းတယောက်တုံနေအောင်လက်နေမိတာလေသူ့ဆရာလို့ခေါ်နေရပေမဲ့တကယ်တမ်းကတော့သူ့ငယ်ဆရာအရင်ချတော့မဟုတ်ဘူးဘိုးထွန်းရဲ့မိတ်ဆွေဘိုးဘစီကမှတပည့်ရင်ဆရာရင်းတွေဘို့တော်ကသူ့ဆရာရဲ့အသက်ကိုကိုဘစီကကယ်ခဲ့ဘူးတဲ့ဒါကြောင့်သူ့ဆရာကကိုဘစီကိုသူ့အိမ်မှာလူယုံအဖြစ်ပြန်ခေါ်မြောက်စားထားခဲ့တာဘိုးထွန်းကိုလည်းသူ့မိတ်ဆွေကိုဘစီကသူ့ဆရာအိမ်မှာဝိရင်မှုအလုပ်ပေးပြီးခေါ်ထားလို့ဘိုးထွန်းတယောက်ရွာကနေရောင်လည်နဲ့ရောက်လာခဲ့ရတာအခုဆို၄နှစ်ကျော်၅နှစ်တောင်နီးလာခဲ့ပေါ့ကိုဘစီမောင်းတဲ့ကားနောက်မှာကက်ကုတ်လေးထိုင်လိုက်လာပြီးသူမမြင်ဘူးတဲ့ကွန်ကရစ်လမ်းမကြီးကျယ်တွေကိုပါဇက်အဟောင်းသားနဲ့ငင်းနေဘူးတဲ့အဖြစ်ကိုဘိုးထွန်းပြန်သွေးနေမိတယ်လမ်းဘေးကအဆောက်အအုံတွေအတန်ဖြက်အပြီးမှာတော့သူ့အလုံးလုံးနေရင်နေရမယ်ခြံဝမ်းကြီးထဲကနေနတ်ဘုံနတ်နန်းလိုအိမ်အစ်စ်ကြီးဟာသူ့အမြဲငေးမောနေရမယ်မြင်ကွေးလို့ဘိုးထွန်းတယောက်တွေးမိခဲ့သေးတယ်ဟောအခုတော့အမြဲငေးနေရတဲ့အိမ်မကြီးတဲ့ဘိုးထွန်းရောက်နေရပြီလေပြောင်လက်နေတဲ့ကျုံးပါကေးအခင်းတွေမျက်နှာချက်ထီလူဇာခန်းစည်းအရှိကြီးတွေတိုက်လုံးဖြူမြင့်ကြီးတွေမျက်နှာချက်ကနေသွဲရွယ်ဆွဲချထားတဲ့ခရစ်စတယ်မီးပန်းဆိုင်ကြီးတွေကိုငေးမောရင်ဘိုးထွန်းတယောက်ပါဇက်ကိုမစေနိုင်တော့ဘူးရောက်တာနှစ်ချီကြာပေမဲ့အိမ်မကြီးအပေါ်ကိုအခုမှရောက်ဘူးတာရဲ့ဆရာဖြစ်သူကိုအနီးကခက်ကြမြင်ဘူးတာတွေရဲ့ကြောင်းအံ့ဩစိတ်ကသူ့ပါဇက်ကိုဟောင်းလောင်ဖြစ်နေစီတော့တာပါပဲအလုပ်သမားတွေကဂျက်ဆက်ကူကြီးတွေနဲ့ပတ်ပြီးအပြင်တဲမနေတဲ့စက်တီခုံကြီးတွေတစ်တာချမ်းကြီးတွေနဲ့ထည့်ပြီးဝိုင်းမထုတ်နေကြတဲ့မိဖို့ခန်းတုံးကျွေတဲ့ပစ္စည်းတွေကြက်ပုံကြက်ဖာတွေနဲ့အပြည့်အိမ်သုံးပစ္စည်းတွေအစရှိတဲ့အရာတွေကိုငင်းနေတော့ဘိုးထွန်းဘိုးထွန်းအဘခေါ်နေတဲ့ဟေးဆိုတဲ့အတန်ကြောင့်စက်ကနေတုံသွားမိပြီးဘိုးထွန်းတယောက်အပြင်ကိုခြေထောက်ထောနဲ့ပဲအပြေတစ်ပိုင်းထွက်လာခဲ့မိတယ်ဘိုးထွန်းတယောက်အပြင်ဘက်မျက်ခင်အလဲမှာပစိုးတူဝတ်ပြီးခါထောက်ရက်နေတဲ့သူ့ဆရာကိုမြင်လို့အပြေလေးတစ်ပိုင်းသွားပြီးအဘကျွန်တော်ကိုခေါ်တယ်ဆိုလို့ပါသူ့ဆရာကမျက်မှောင်တစ်ချက်ကျုပ်လိုက်ရင်အေးကွမင်းအန်ဒီမှားထားတဲ့အပင်တွေကရောသေချာလုပ်ပြီးလားနောက်ထပ်ရောဘယ်အပင်တွေထက်ယူအောင်ပါတဲ့တော့ရက်ကတိတ်မကြံတော့အပြည့်လောက်ရအောင်ပါဟုတ်အဘအန်ဒီမှားတဲ့အပင်တွေအကုန်မနက်ကကားနဲ့တစ်ခါပို့ပေးပြီးပါပြီဒဇင်တိုင်တွေတစ်ခွတွေကတော့ဟိုနေ့ကပဲအကုန်တည်သွားပြီခမမနေ့ပြန်မနေ့စောစောဒီမြက်ခင်တွေဝိုင်းခွာလိုက်ပြီးရင်ကုန်ပါပြီဒါကလည်းဟိုဘက်မှာစိုက်ရမယ့်နေရာကအစင်သစ်မဖြစ်သေးလို့ပါအဘဘိုးထွန်းစကားအစုံအေးကွာမင်းတို့လက်ဆက်သက်စရာရှိတာတွေပြည့်အောင်ဖြတ်ထားကြတော့နောက်ထပ်၄ရက်လောက်အတွင်းပြည့်အောင်လုပ်ထားကြတော့ဟုတ်အဘအန်ဒီမာထားတဲ့တရက်ကင်တွေတစ်ချံလုံးကုန်အောင်ခူးပြီးရင်ကျွန်တော်တို့ခြံထဲကအပိုင်းအကုန်ပြီးသလောက်ဖြစ်နေပါပြီခမဘိုးထွန်းစကားအစုံသူ့ဆရာကမဲ့ပြုံတစ်ချက်ပြုံးရင်ခြာကနေလက်ထွက်သွားတော့တယ်ကြံနေတဲ့ဘိုးထွန်းလည်းတရက်ကင်တွေဝေနေတဲ့တရက်ပင်တွေစီဆွေမြင့်တစ်ချက်လှမ်းကြည့်လိုက်ရင်မနှစ်ကသူခူးစားဖူးတဲ့စင်တလုံးတရက်တီမှဲ့ရဲ့ချိုးမြအရတာကဂရင်းထဲပေါ်လာလို့ရောင်ရမ်းပြီးတွေကိုဂလုခနဲနေအောင်မျိုးချလိုက်မိတော့တယ်။နောက်ဆုံးကခြံထဲကထွက်သွားတဲ့အခါမှာခြံဝင်းတကားကိုလိုက်ပိတ်အပြီးဘိုးထွန်းတယောက်အိမ်မကြီးပဲရှောက်ပြန်လာခဲ့တော့တယ်။အိမ်အပေါက်ဝလေကားခုံပေါ်မှာထိုင်ရင်ခြံစောက်ကိုဘတာတို့မိသားစုနဲ့စကားပြောနေတဲ့သူ့မိတ်ဆွေကိုဘစီကိုလှမ်းမြင်နေရတယ်။ကိုဘတာတို့မိသားစုကလည်းအထုပ်အပိုးတွေကိုစီနဲ့ကိုဘစီကိုနှုတ်ဆက်နေပုံရတယ်။ဘိုးထွန်းလည်းသူ့လေး၅နှစ်ပြိုးထောင်ဖူးတဲ့မျက်ခင်နဲ့ပန်းပင်တွေစီလှမ်းကြည့်မိတော့
။ဂျိုင်းတွေကျင်းတွေပြပွားနဲ့မျက်ခင်းစိမ်းဟောင်းနေရကိုအရင်ကြည့်မိပြန်တယ်။သူ့ရေလောင်းပေါင်းတင်ခဲ့မှုတဲ့မျက်ခင်းစိမ်းလေးတွေမရှိတော့ဘူး။ပန်းမင့်တွေကလည်းအိုးတွေလည်းမြေတွေပွားနဲ့ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာ။လွန်ခဲ့တဲ့လတွေတုန်းကသူတယူတရအရေးတကြီးကြီးကြည့်ခဲ့ဘူးတဲ့စင်တလုံးတရက်ပင်တွေကလည်းကိုင်းတွေကျိုးအရွက်တွေကျွေပြီးကြောင်တလင်းကိုခါနေတယ်။ဘိုးထွန်းလည်းစိတ်ပြက်ပြက်နဲ့အိမ်မကြီးဘေးပေါက်ကနေအထဲဝင်လိုက်ပြီးတော့တယ်။ဘိုးထွန်းတယောက်သူမရောက်ဘူးသေးတဲ့အိမ်မကြီးအပေါ်ထက်ကိုတက်လာခဲ့တယ်။အရင်တုန်းကအေးစိတ်နေပေမဲ့အိမ်ကြီးအတွင်းဟာနေအေးပေးဆက်တွေမရှိတော့လို့ပူလောင်မှုန်းကျက်နေတယ်လို့ပဲဖုန်တွေတော်တော်ထနေတဲ့ကျွန်းလေကားကြီးအတိုင်းသူတရွေ့ရွေ့တက်လာခဲ့မိတယ်။အရင်ကဖျားခန်းနေရမှာဘာမှမရှိတော့တဲ့ဖျားစင်အခွန်ကိုပဲသူတွေ့ရတော့တယ်။အချို့အခန်းတွေကတကားတော့တွေချထားတော့သူဖွင့်လို့မရဘူး။အပေါ်ထက်တောက်ကစတိုခန်းဟောင်းနေရတကားကတော့ပွင့်နေလို့သူလှမ်းကြည့်လိုက်သေးတယ်။ကြောင်တလင်းခါနေတဲ့အခန်းလေးကသူ့ကိုလှောင်ပြနေတယ်လို့ပဲစတိုခန်းဘေးကအခန်းကိုသူလှမ်းဖွင့်ကြည့်လိုက်ပြီးတော့တကားကပွင့်သွားပြီးအိမ်သာဖြစ်နေတာကိုပိုးထွန်းသိလိုက်တယ်။အိမ်သာကသူတို့တုံးနေကြစောက်ကြောက်ထိုင်အိမ်သာမဟုတ်ဘူး။ဘိုးထိုင်အိမ်သာလို့ခေါ်တဲ့အိမ်သာမျိုးဆိုတာဘိုးထွန်းသတိထားလိုက်မိတယ်။ဘယ်သူမှလည်းမရှိတာမို့ဘိုးထွန်းကအိမ်သာထဲဝင်ပြီးဆန်းထန်ကြည့်လိုက်တော့အတော်တဘောကျသွားတယ်။ကလတ်ထိုင်ပေါ်ထိုင်ပြီးသမင်းစပွဲမှာထိုင်ရတယ်လို့ပါလားလို့တွေးမိလို့ပြုံးနေတော့ဘိုးထွန်းရေဟဲ့ဘိုးထွန်းဆိုတဲ့ကိုပါစီအော်တန်ကြလို့အကူပြန်ဆင်းလာခဲ့တော့တယ်။သူလိုက်ရှာနေတဲ့ကိုပါစီကတေကားအတိုင်းဆင်းလာနေတဲ့သူ့ကိုလှမ်းအော်ပြောလိုက်တယ်။ဘိုးထွန်းရေကိုပါတာတို့မိသားစုလည်းအခုပြန်သွားကြပြီ။နောက်ဆုံးတို့နှစ်ယောက်ပဲကြံတော့မှာ။ကြော့ဒါကဆရာနောက်ဆုံးပေးလိုက်တဲ့မုတ်ဖိုးနဲ့လမ်းစိတ်ပဲ။မင်းလည်းကို့ရွာကိုပဲပြန်မှာမဟုတ်လား။တင်းစရာရှိတာတင်းစဲပြီးမနေ့ပြန်ညနေပြန်နိုင်အောင်စီစဉ်တော့ကွာ။မနေ့ပြန်ညနေတော့အပ်ရတော့မှာ။မင်းရွာပြန်ကြယူချင်တာရှိရင်နည်းနည်းပါးပါတော့ယူချင်ရင်ယူသွားပေါ့ကွာ။မတရားရုပ်ပြက်ဆင်းပြက်ဖြစ်အောင်တော့မယူနဲ့။မတိတာမျိုးလေအတုံးတက်မှာဆိုယူသွားကွာ။ဒီညတော့မင်းဒီမှာပဲစောက်အိတ်နေခဲ့တော့နော်။မနေ့ပြန်ညနေငါပြန်လာပြီးတော့စောက်အပ်ပေးလိုက်တော့မယ်။မင်းလည်းငါရောက်မှပြန်ပေါ့။ကဲသွားပြီဟဲ့။တပြေကုန်းရွာသားတွေဟာဘိုးတွန်းထော်လာကြီးနာဝိုင်းအုံနေကြတယ်။ထော်လာကြီးနောက်ကအုပ်ထားတဲ့မိုးကအပြာကိုဘိုးထွန်းကကြိုးချီထားတာတွေဖြည့်ပြီးဖွင့်နေတယ်။အားလုံးရဲ့မျက်လုံးတွေဟာတက်လိုက်တော့မဲ့မိုးကအပြာအောက်ကိုပဲစူးစိုက်ကြည့်နေလိုက်ကြတာမျက်တောင်တောင်ခတ်ဖို့မစ်နေကြတယ်လို့ပဲချီထားတဲ့နောက်ဆုံးကြိုးကိုဖြည့်အပြီးမှာဘိုးထွန်းကမိုးကကိုလှမ်းဆွဲချလိုက်တော့ဟာကနေဟင်းကနေအတန်တွေကစူစူထွက်လာပြီးခဏနေတော့ပြန်တိတ်သွားကြပြန်ရောထော်လာကြီးနောက်မှာတင်လာတဲ့ဘိုးထိုင်အိမ်သာကမုတ်ဖြူဖြူအဟောင်းကြီးကိုမြင်တော့ဘိုးထိုင်အိမ်သာမန်းတိကြသူတွေကနှာခေါင်းရှုပ်ပြီးနောက်သွုတ်ကုန်ကြတယ်အိမ်သာကမုတ်မှန်မသိသူတွေကကြဘာကြီးပါလိမ့်လို့တထူးတဆန်းနဲ့ပါဇက်အဟောင်းသာဖြစ်လို့ပေါ့ဘိုးထွန်းကလည်းနှာခေါင်းရှုပ်ပြီးနောက်သွတ်သွားကြတဲ့သူတွေပဲဘူးကြီးတစ်ချက်ကြည့်ရင်သူ့ရေရွတ်လိုက်မိသေးတယ်အဲ့ဒါလို့ခွက်ပေါ်မထိုင်ဘူးတဲ့ကောင်တွေကနှာခေါင်းရှုပ်ကြပေါ့ကွာရိုးရိုးအိမ်သာပေါ်စောက်ကြောက်ထိုင်ရတဲ့ငါလိုခြေထောက်တစ်ဖက်ဒူးအောက်ကနေပြက်နေသူရဲ့ဒုက္ခမှာမင်းတို့ကိုချင်းမစာတတ်ကြတာကိုအလေကရွာသားတွေတဲ့စာရေးဆရာခန့်ကြီးဖေရေးသားထားတယ်ပြန်သွားရင်ချမ်းမထားနဲ့ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီမှာရင်အဆုံးသတ်သွားပါပြီနားဆင်ပေးခဲ့ကြတဲ့ဒုက္ခစာပေရဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်များမှလည်းဒီလိုဇက်လန်ကောင်းလေးတွေနားဆင်နိုင်ဖို့ရာဒုက္ခစာပေ channel လေးကိုနှုတ်ဒီဘဲလေးနှိပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်